လူတွေတည်ပြီးသွားတဲ့နောက်မှာဘာတွေဆက်ဖြစ်လဲဆိုတာပြောပြပေးတော့ပါမယ်ပထမဆုံး10စက္ကန့်မှာတော့တည်ဆုံးသွားတဲ့အကြောင်းကိုခမရတို့အုံနောက်ကမသိသေးပါဘူးအတွေးပိုင်းစာလေးတွေဆက်ရှိနေတော့မှာပဲတွေးထဲမှာကြန့်ရှိနေသေးတဲ့အောက်ဆီဂျင်လေးတွေကိုသုံးပြီးတော့အတွေးပိုင်းစာလေးတွေဆက်ရှိနေတော့မှာပဲဒါကြောင့်စေသိပ္ပံပညာရပြောရမယ်ဆိုရင်ခမရအဖြစ်နဲ့ဆက်ရှိနေသေးပါအန်အောလောက်စီကကန်တရားကိုပိုင်ဆိုင်ထားတဲ့သူတနည်းအားဖြင့်တည်ဆုံးသွားပြီးမှပြန်လည်ရှင်သန်လာသူတွေရဲ့ပြောပြတဲ့အချက်လက်တွေရတော့သူတို့တွေကတည်ဆုံးနေတဲ့အခိုက်အတန့်လေးမှာလင်းထိန်နေတဲ့အလင်းတန်းကြီးတွေမြင်ရပြီးတော့ခန္ဓာကိုယ်အထက်မှာမျောလင့်နေသလိုခံစားရမယ်။ဘာနဲ့မှနှိုင်းယှဉ်လို့မရတဲ့စိတ်ငြိမ်းချမ်းမှုတွေကိုခံစားခဲ့ကြရတယ်လို့ပြောပါတယ်။နောက်ပြီးကိုယ့်ဘဝကိုပြန်လည်မြင်အောင်တာလည်းရှိပါသေးတယ်။ဒါကလူအများစုထင်နေကြသလိုအနာဂတ်ကိုကြိုမြင်တာမျိုးလည်းမဟုတ်ဘူး။တာမန်နေလေးတစ်ရက်မှာပေါ့ပေါ့ပါဖြတ်တန်းခဲ့တဲ့အကြောင်းအရာလေးတွေကလေးဘဝတုန်းကအမြင့်တနေရကနေပြုတ်ကျခဲ့တာမျိုးတွေပြီးတော့သင်ကိုယ်တိုင်တော်မှတ်မိတော့တဲ့လမ်းအကွေ့တောင်းလေးကကြောင်ဖြူလေးတစ်ကောင်ဖြစ်နေတတ်ပါတယ်။ခမားမေ့နေတဲ့သိငယ်တဲ့အမှတ်တရလေးတွေကနေကြီးကြီးမားမားအောင်မြင်မှုတွေအထိခမားရဲ့မှတ်ဉာဏ်တွေအကုန်လုံးကိုရုပ်ရှင်ကြည့်နေရသလိုပြန်လဲဖွင့်ပေးနေတာပဲဖြစ်ပါတယ်စက္ကန့်30ရောက်မှာတော့ခန္ဓာကိုယ်ရဲ့1039 trillion စလုံးကအောက်ဆီဂျင်မလိုပဲအသက်ရှူတဲ့နီးစနစ်ကိုပြောင်းလဲတော့ပါပြီဒီအဆင့်မှာ acid တွေစုပုံလာပြီးတော့ကြက်သားတွေလည်းလျော်ရဲသွားပြီးမျက်စိတငယ်အိမ်တွေလည်းကျဲလာမှာပါစက္ကန့်60ရောက်တဲ့အခါမှာတော့ဆဲတွေပျက်စီးနေပေမဲ့ခမားကလုံးဝတည်ဆုံးသွားတာမျိုးမဟုတ်ပါဘူးအုံနောက်မှာရှိတဲ့ဆဲတွေကအောက်ဆီဂျင်မရှိပဲအချိန်4မိနစ်ကနေ6မိနစ်ထိခံနိုင်ရရှိတာကြောင့်ဒီအချိန်လေးမှာ CPR လုပ်တာပဲဖြစ်ဖြစ်ရက်စစ်တုံခါစက်နဲ့စူးစမ်းကြည့်တာပဲဖြစ်ဖြစ်ပြုလုပ်လိုက်ရင်တော့အသက်တချောင်းကဲဖို့အခွင့်အရေးတရဖြစ်လာမှာပါဒါဆိုရင်ခမားရဲ့နောက်ဆုံးချိန်လေးမှာရောဘယ်လိုမျိုးနှွေးထွေးတဲ့အမှတ်တရကောင်းတွေကိုပြန်လည်မြင်အောင်မလဲဆိုတာခမားကိုယ်တိုင်တွေးကြည့်ဘူးပါသလား